အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ unit 71 essential grammar in use here unit 71 I like the music I hate exams ဆိုတဲ့ခေါင်းစဉ်နဲ့တဲဖို့ဘယ်နေရာမှာမသုံးရလဲဆိုရဲသုံးရလဲဆိုရဲအသုံးလုံးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ do not use them for general ideas ဒီရည်ပွေးအနေနဲ့ပြောတဲ့အခါမှာမသုံးရဘူးပေါ့နော်ပထမဆုံးအနေနဲ့ I like music especially classical music I like တယ်လို့မပြောပါဘာလို့လဲဆိုတော့သူကဂီတကိုကြိုက်တယ်တောက်ကြိုက်တယ်ဆိုပြီးတော့ဘယ်ဂီတလဲဆိုရဲအမျိုးအစားကိုဘယ်ဂီတကိုလဲဆိုရဲဟုတ်လားတိကျတဲ့ဟာမရှိတဲ့အတွက်သူကရေးပွေးအနေနဲ့ပြောလိုက်တဲ့ဖြစ်တဲ့အတွက်ကြောင့်လို့ I like music နဲ့ပဲသုံးပါတယ်တင်နဲ့မသုံးပါဘူး classical music ဆိုတာလည်းမျိုးစားမျိုးဆိုပေမဲ့လေသူ့ကိုလည်းတင်နဲ့မသုံးဘူးပေါ့နော်နောက်တစ်ခုကတော့ we don't eat meat very often not the meat okay we don't eat meat အသားတွေလို့ပြောလိုက်တဲ့ဟာမျိုးပေါ့သူရေဝေးအနေနဲ့ပဲပြောလိုက်တာမလို့တဲကိုထည့်ပြီးမသုံးနောက်တစ်ခုကတော့ life is not possible without water okay ရေမရှိပဲအသက်မရှင်နိုင်ဘူးလို့ဆိုရပုံစံဒီမှာလေရေဝေးအနေနဲ့ပဲပြောလိုက်တဲ့ဖြစ်တဲ့အတွက်ကြောင့် the life the water ဆိုပြီးတော့မသုံးဘူးပေါ့နော်နောက်တစ်ခုကတော့ I hate exams exam တွေစာမေးပွဲတွေလို့ရေဝေးအနေနဲ့ပဲပြောလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကစာမေးပွဲတွေကိုမုန်းနေစာမေးပွဲမှန်သမျှကိုမုန်းနေဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မို့လေ not the exams တဲ့ထည့်ပြီးတော့မသုံးဘူးပေါ့နော် Do you know a shop that sell foreign newspaper နိုင်ငံခြားသတင်းစာတွေရောင်းတဲ့နေရာမျိုးတည်အားပေါ့ကျွန်တော်ဒီမှာလေတဲထည့်ပြီးတော့မသုံးဘူးပေါ့နော် I'm not very good at writing letters not the letter ပေါ့နော်ကျွန်တော်က writing စာရေးတဲ့နေရာမှာမတော်ဘူးလို့ပြောချင်တာမျိုးပေါ့နောက်တစ်ခုအနေနဲ့ကတော့ you know use that for games and sport အားကစားနဲ့ game နေနဲ့အားကစား game နေနဲ့ပတ်သက်ပြီးတော့လေတဲဟိုမသုံးပေါ့နော်တဲမသုံးဘူးပေါ့ပထမဆုံးခုကတော့ my favorite sport are tennis and skiing okay my favorite sport ကျွန်တော်ရဲ့အကြိုက်ဆုံးအားကစားကတော့ tennis နဲ့ skiing not that tennis and not that ski okay နောက်တစ်ခုကတော့ do not use that for languages and academic subject okay ဘာသာရပ်တွေနဲ့ဘာသာရပ်တွေနဲ့ဘာသာစကားတွေမှာလည်းတဲကိုခြေပြီးတော့မသုံးဘူးပေါ့နော်။နောက်ဆုံးအနေနဲ့ do you think English is difficult not the English okay မင်းအင်္ဂလိပ်စာကိုခက်တယ်လို့ထင်လားပေါ့နောက်တစ်ခုက Tom's brother is studying physics and chemistry okay Tom ရဲ့အကိုပေါ့နော်အကိုက physics နဲ့ chemistry ကိုသင်နေတယ်နောက်တစ်ခုကတော့နောက်တစ်ခုမှာတော့ flowers or the flowers ပထမဆုံးအနေနဲ့ကတော့တေပါတာနဲ့မပါတာနိုင်ရှိပြမယ် flowers are beautiful flower in January ပန်းတွေကိုကြိုက်တယ်လို့ပြောလိုက်တာဘယ်ပန်းနေလဲဆိုတော့မျိုးမပါတဲ့အတွက်ရေဘူးရအနေနဲ့ပြောလိုက်တာနောက်တစ်ခုက this is a lovely garden okay the flowers are beautiful the flower in this garden okay ပန်းနေဘယ်လိုပန်းနေလဲဆိုတော့ဒီပန်းနေမှာပဲရှိရပန်းနေလို့ပြောတဲ့အတွက်ကြောင့်မလို့သူကတဲထဲသုံးတယ်နောက်တစ်ခုကတော့ I don't like cold weather okay cold weather okay အေးရရာသီဥတုတွေကိုမကြိုက်ဘူးလို့သူကရေဘူးရအနေနဲ့ပြောတယ် the weather isn't very good today ဒီနေ့လို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့သူကတဲလေးထည့်သုံးပေးပဲမနော် we don't eat fish very often okay ကျွန်တော်တို့ကငါးမစားဘူးပေါ့များသောအားဖြင့်ငါးမစားဘူးပေါ့ okay we had a very nice meal last night the fish was very good the fish we ate last night okay ငါဘယ်လိုငါးမျိုးလဲဆိုတော့မနေ့ကကျွန်တော်တို့စားခဲ့တဲ့ငါးပေါ့အဲ့ဒီဟာရန်ကောင်းနေပေါ့ okay are you interested in history okay မင်းတမိုင်းကိုကြိုက်လားပေါ့တမိုင်းကိုစိတ်ဝင်စားလား history ဘယ်လိုတမိုင်းလဲဆိုတော့ သူကမပြောပေးထားဘူးပေါ့နော်အကြောင်းရေးဝေးအနေနဲ့ပဲပြောလိုက်တာဆိုတော့သင်မပါပါဘူး are you interested in the history of your country မင်းနိုင်ငံရဲ့တမိုင်းကိုကြိုက်လားဘယ်လိုတမိုင်းမျိုးလဲဆိုတော့ပါလာရတဲ့ကြောင့်မလို့တဲထဲသုံးပေးမယ်နော်ကြတော့ဒီနေ့ရဲ့သင်ခန်းစာလေးတော့လောက်ပဲပေါ့အောင်မှာတော့ question တွေရှိပါတယ်အားလေးတစ်ချက်လောက်လုပ်ပေးပါအောင်နော်အချိန်ရှိလို့ရှိရင်တစ်ချက်လောက်လုပ်ပေးပါအောင်အားလုံးအတွက် next ပါ